မြေကြီးမလိုပဲနဲ့အပင်ဆိုင်လို့ရတဲ့ဗီဒီယိုလေးတွေမိတ်ဆွေတို့ TikTok မှာတွေ့ဦးကြမယ်ထင်ပါတယ်။အဲ့ဒီမှာသုံးတဲ့အာဟာရဆေးရည်လေးကျွန်တော်ရှိမှာပစ္စည်းတွေရောက်ပါတယ်။သူ့ကိုတော့ကျွန်တော် hydroponic လို့ခေါ်တယ်အင်္ဂလိပ်လိုကတော့အာဟာရဓာတ်ကိုအာဟာရကိုပေါ့နော်သူကရေနဲ့ထည့်ပေးတာလားရေနဲ့ထည့်ပေးတာမြေကြီးမလိုဘူးသူကမီဒီယာတစ်ခုနဲ့သုံးပြီးမီဒီယာဆိုတာကဂျားကန်ပေါ့နော်ဥပမာအနေနဲ့ကြောက်ခဲလုံးလေးတွေခလေးဘောလေးတွေနောက်ပြီးရင်ကျွန်တော်တို့ပါလိုက်တော့အုံးဆန်တို့အသုံးပြုပြီးတော့ကျွန်တော်မီဒီယာတစ်ခုကိုသုံးပြီးတော့အာဟာရကိုရေထဲမှာထည့်ပေးပြီးတော့စိုက်တဲ့စနစ်ပေါ့နော်အာဟာရရေနဲ့စိုက်တဲ့စနစ် hydroponic လို့ခေါ်ပါတယ်သူ့ရဲ့အဓိကလိုအပ်တဲ့ဆေးရည်က ABC လို့လိုပါတယ် ABC ဆိုတာကဒီအာဟာရတွေမှာလိုအပ်တဲ့အာဟာရဓာတ်တွေကိုကျွန်တော်တို့ကဒီဆေးရည်လေးနဲ့သူခွဲထည့်ပေးထားတာပေါ့နော်အဓိကတော့ primary nutrient ပေါ့နော်ဒီ macronutrient နဲ့ micronutrient တွေပါဝင်တဲ့ဒီအထုပ်တွေမှာအဲ့တော့သူက formula လေးတစ်ခါလေးဒီဇိုင်းလုပ်ပြီးသားပေါ့နော်ဒါကတော့ထိုင်းရဝင်တာပါဒီကောင်ဆိုရင်1လီတာ A မှာ1လီတာဖြော B မှာ1လီတာဖြောအပြင်းပေါ့နော်ပြီးရင်အဲ့ကောင်မိတ်ဆွေတို့ကအိမ်မှာ TDS EC မီတာရှိရဆို TDS EC မီတာနဲ့ဆေးပမာဏတွက်ပြီးထည့်လို့ရတယ် pH ကိုလည်းအဲ့ဒါနဲ့တိုင်းလို့ရတယ်ပေါ့နော်အကယ်မရှိဘူးဆိုရင်လည်းမိတ်ဆွေစိတ်မပူပါနဲ့ကျွန်တော်တို့ရေ1လီတာကိုဘယ်လောက်ထည့်ရမယ်ဆိုရင်နှုံးသားကိုကျွန်တော်တို့ video လေးလုပ်ထားတာရှိပါတယ်ကျွန်တော်လေးပြီးတော့ hydroponic နဲ့ပတ်သက်လို့ပေါ့နော်စိုက်နီးတည်ကျင်တဲ့လူတွေကျွန်တော်ရဲ့ Viber မှာ hydroponic နဲ့ပတ်သက်တဲ့video လေးတင်ဟိုစိုက်နီးလေးပို့ပေးပါဆိုလာတောင်းလို့ရတယ်ကျွန်တော် YouTube မှာ video လုပ်ထားရှိရ video ကလေ2နာရီ3နာရီဝန်းကျင်လောက်ရှိရလွန်ခဲ့တဲ့2နှစ်လောက်ကတည်းကလုပ်ထားတယ်နဲ့အဲ့မှာတော့နည်းနည်းဟိုကျွန်တော်ရဲ့ဒီစကားပြောမပြေပြစ်တာလေချုပ် information လေးတွေမှားသွားတာလေရှိကောင်းတော့ရှိတတ်တယ်အရင်အစိုးရကြီးတော့မဟုတ်ဘူးမိတ်ဆွေတို့နားထောင်ပြီးရင်မိတ်ဆွေစိုက်ပျိုးလို့ရတယ်ကျွန်တော်ကဒီခုနောက်ပိုင်းမှာအဲ့လိုအရှိကြီး video slide show ကြီးလုပ်ဖို့ကြတော့အချိန်မပေးနိုင်တော့လို့ပေါ့နော်ခုနောက်ပိုင်းအတူလေးပဲလုပ်သေးတာဒါပေမဲ့အဲ့မှာမိတ်ဆွေတွားကြည့်လို့ရတယ် link တွေတောင်းလို့ရတယ်ကျွန်တော် hydroponic site နည်းဘယ်နည်းရှိတယ်နောက်ပြီး cracking စနစ်နဲ့ site နည်းပေါ့နော်အဲ့အရာလေးကျွန်တော်ရှင်းပြထားတာရှိတယ်လိုအပ်တဲ့ပစ္စည်းလေးတွေရောဒီကောင်းတော့ဆေးရည်ကတော့ဒီ ABC တွေတစ်စုံ3000နဲ့ရောင်းတယ်အရင်ကကတော့2000ကလားမသိအဲ့လောက်နဲ့ပဲရောင်းခုကကားကားကြီးကတအားတက်တယ်ပစ္စည်းကလည်းရောက်ဖို့တအားအခက်သွားတော့ပေါ့နော်အကေဈေးကြရင်တော့ပြန်ချပေးမယ်ဒီကောင်လေးကကျွန်တော်ရှိမှဝယ်လို့ရရှိနေပြီးနက်ပေါ့လေးကျွန်တော်ရှိမှရခွက်လေးတစ်ခွက်900ပေါ့နော်အဲ့ကောင်လေးဝယ်လို့ရတယ်ဆိုင်နီးစနစ်ကိုကျွန်တော်ရဲ့ Viber မှာပို့ပေးပါဆိုလာတောင်းလိုက်ရင်ကျွန်တော် hydroponic နဲ့ပတ်သက်တဲ့ပို့ပေးပါဆိုကျွန်တော်ပို့ပေးပါမယ်မိတ်ဆွေတို့တကယ် site ပေါ်ကြောက်ရှောက်ဝယ်ပြီး site တဲ့ခါမှာလည်းအဆင်မပြေတာရှိတာတို့တခုမဖြစ်ထွန်းတာလို့ရှိတယ်မေးလို့ရတယ်ကျွန်တော်ကိုယ်တိုင်လည်းဟိုးအရင်တော့ site ပြတာလုံးငယ်3နှစ်ကျော်လာ site ထားတဲ့ video တွေရောရှိရခုနောက်ပိုင်းတော့မရှိတော့ဘူးဗျာကျွန်တော်လည်းမ site ပြတော့တာဆိုတော့နောက်ပိုင်းကျရင်တော့ကျွန်တော် project အနေနဲ့ကျွန်တော်လည်းပြန် site ပြီးတော့ site ပြမှာပဲအဓိကဆေးရည်အခက်ခဲနဲ့ကျွန်တော်တစ်နှစ်ကျော်လောက်ဒီ hydroponic နဲ့ပတ်သက်တဲ့ဟာကိုအလုပ်ကိုလုံးဝဖျက်ချလိုက်လို့ဖြစ်သွားတာပေါ့နော်ကိုဆေးတွေပစ္စည်းပြန်ဝင်လာပြီဆိုတော့အဲ့ဒါလေးနဲ့ပတ်သက်တဲ့ video လေးတွေလည်းပြန်လုပ်ပေးပါမယ်ဆိုတော့ချီလီနိုင်တင်ပါတယ်ပေါက်ချင်းတော့ကျွန်တော်ရဲ့ Viber နံပါတ်0626 4386မှာဆက်သွယ်မှာနိုင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်